ရောအောင်လုံးပဲမင်္ဂလာပါဗျာနော်မိတ်ဆွေကတူရီထိုးနေတဲ့ထိုးသားတယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုမကြော်သွားပဲနဲ့စုံကန်းတိုင်အောင်ကြည့်သွားပေးဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်ကျွန်တော်ဒီနေ့မှာဆိုရင်တော့နော်မိတ်ဆွေတို့အတွက်ပေါ့နော်အကျိုးရှိစေမယ်ကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုကျွန်တော် free ချပေးသွားမယ်ဗျာနော်ပြီးတော့ကျွန်တော်ရဲ့တပတ်စာကတ်အပြင်ကျွန်တော်ပေါက်ပေးတဲ့အစီအစဉ်လေးတွေကိုလည်းကျွန်တော်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်မိလို့ကျွန်တော်ဒီနေ့ line မို့တက်ပြီးတော့ကျွန်တော် live show လွှင့်ပေးခဲ့ရခြင်းဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီကျွန်တော်ဒါဆိုဒီတစ်ပတ်မှာပေါ့နော်ကျွန်တော်ရဲ့တပတ်စာကတ်ကလေးကပေါ့နော်ဘာလေးဖြစ်မလဲဆိုရင်ကျွန်တော်တပတ်စာကတ်မှာအမြဲတမ်းပေးနေကြဖြစ်တယ်ပေါ့နော်ထိပ်စီး3လုံးအခွေပါမယ်ဗျာနော်တစ်ပတ်လုံးခွေရမယ်ထိပ်စီး3လုံးအခွေပါမယ် break ပေါ့နော်2ခုရှိမယ်ဗျာနော်ထိပ်စီးအခွေပေါ့နော်ထိပ်စီးအခွေ4လုံးရှိမယ်ဗျာနော်မွေးကနန်းကတော့ free ဒီတစ်ပတ်ပေါ့နော် free ပေးမယ်မွေးကနန်းကတော့ဒီတစ်ပတ်6ကွက်ရှိမယ်ဗျာနော်အားလုံးပဲပေါ့နော်ဒီ video file လေးတွေကိုဝင်လာပြီဆိုတာနဲ့ပေါ့ဗျာနော်တယောက်တစ်ချက် like and share လေးတွေနဲ့ကူညီပေးခဲ့ကြဖို့လဲကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်ကျွန်တော်ကဒီတစ်ပတ်မှာဆိုရင်တော့ပေါ့နော်ကျွန်တော်ရဲ့အခွေတွေ break တွေမွေးကွက်တွေကိုကျွန်တော် free ပေါ့နော်ဒါက free ပေးနေကြတစ်ပတ်စာကတ်ကိုကျွန်တော်မိတ်ဆွေတို့ကို free ချပြပေးခဲ့မယ်ဗျာနော်ကျွန်တော်ပေါက်ပေးတာကတော့ကျွန်တော်ပေါ့နော်3ရက်မကျော်ပတ်သီးပေါ့နော်3ရက်မကျော်ပတ်သီးကိုကျွန်တော်ပေါက်ပေး16000ကျပ်နဲ့ပေးပါတယ်ဗျာနော်ပေါ့နော်ဒီပတ်သီးကိုယုံကြည်စိတ်ချစွာကစားမဲ့ကျွန်တော်ရဲ့အကိုအမတွေနဲ့ကျွန်တော်ဒီမှာပြထားတဲ့ Viber ဖုန်းနံပါတ်ကလေးကနေပြီးတော့လာရောက်ဆက်သွယ်ကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ဒီပေါ့နော်ဒီ video file လေးကိုတွေ့ပြီဆိုတာနဲ့အများမြင်အများပေါက်အောင်ပေါ့နော်ဒီကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုအများမြင်အများပေါက်အောင် like and share လေးနဲ့ကူညီပေးခဲ့ကြဖို့လဲကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်မိတ်ဆွေတို့အနေနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီ video file လေးမှာဆိုရင်ဘာတွေပါမလဲဆိုရင်ပေါ့နော်ဒီမှာကျွန်တော်တပတ်စာကတ်ကိုပဲဒီတပတ်ကတော့အဓိကထားပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တပတ်စာကတ်ကကျွန်တော်ခုစပြောပေးမယ်ဗျာနော်ပေါ့နော်ခုပေါ့နော်3ရက်မကျော်ပတ်သီးကိုပေါက်ပေးလိုချင်တယ်ကျွန်တော်ရဲ့အကူအမတွေအနေနဲ့ကတော့ကျွန်တော်ရဲ့ Viber နဲ့ Messenger မှာလာယူလို့ရပါပြီဗျာနော်ဟုတ်ပြီဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့တပတ်စာကတ်ကိုပေါ့နော်ယူမယ်အမျိုးတွေကတော့ပေါ့နော်ကျွန်တော်ခုစပြောပေးသွားမယ်ဗျာနော်တပတ်စာထိပ်စီး3လုံးအခွေမှာတော့ဗျာနော်4 5 6ထိပ်စီး3လုံးအခွေဖြစ်ပါတယ်ဗျာနော် break မှာကျတော့ကျွန်တော်4 9 break ကိုအဓိကကြိုက်နှစ်သက်ပါတယ်ဗျာနော်ထိပ်စီးအခွေပေါ့နော်ထိပ်စီး4လုံးအခွေမှာဆိုရင်တော့ကျွန်တော်2ခွန်4 9ဆိုတဲ့ထိပ်စီး4လုံးအခွေကိုကျွန်တော်ကြိုက်နှစ်သက်ပါတယ်ဗျာနော်မွေးကနန်းအနေနဲ့မှာတော့ကျွန်တော်ဒီတစ်ပတ်6ကွက်ထုတ်ထားပါတယ်ဗျာနော်အဲ့ဒါက20 25 80 95 2ခွန်305ပါဗျာနော်ကျွန်တော်တပတ်စာကတ်ကလေးကိုကျွန်တော်ဒုတိယအကြိမ်ပြန်ပြောပေးသွားမယ်ဗျာနော်တပတ်စာ3လုံးထိပ်စီး3လုံးအခွေမှာက4 5 6အပူပါထိပ်စီး3လုံးအခွေဖြစ်ပါတယ်ဗျာနော် break မှာကျတော့4 9 break ဖြစ်ပါတယ်ဗျာနော်4လုံးအခွေမှာကျတော့2ခွန်4 9ဆိုတဲ့4လုံးအခွေဖြစ်ပါတယ်မွေးကနန်းမှာကျတော့ကျွန်တော်က20 25 80 ခွန်2ခွန်305ဆိုတဲ့မွေးကနန်း6ကွက်ဖြစ်ပါတယ်ဗျာနော်ဒါကကျွန်တော်ရဲ့တပတ်စာကတ်ကလေးပါကျွန်တော်ရဲ့3ရက်မကျော်ပတ်သီးလိုချင်တဲ့ကျွန်တော်ရဲ့အကိုအမတွေအနေနဲ့ကတော့ပေါ့နော် Messenger နဲ့ Viber ဖုန်းနံပါတ်မှာလာပြီးတော့ hi ထားပေးလို့ရပါပြီဗျာနော်ဟုတ်ပြီဒါဆိုကျွန်တော်ကဒါတပတ်စာကတ်ကလေးကိုကျွန်တော်ဒုတိယအချိန်ပြန်ပြောပေးမယ်ဗျာနော်အများမြင်အများပေါအောင် share ပေးသွားကြပါအောင်ဗျာနော်ထိပ်စီး3လုံးအခွေမှာတော့ဗျာနော်4 5 6ဆိုတဲ့ထိပ်စီး3လုံးအခွေဖြစ်ပါတယ် break 2ခုမှာဆိုရင်ကျွန်တော်4နဲ့9 break ကိုကျွန်တော်ကြိုက်ပါတယ်ထိပ်အခွေမှာကျတော့2ခွန်4 9ဆိုတဲ့4လုံးအခွေဖြစ်ပါတယ်မွေးကနန်းမှာတော့20 25 80 95ဆိုတဲ့ပေါ့နော်မွေးကနန်း6ကွက်ကို2ခွန်305ဆိုတဲ့မွေးကနန်း6ကွက်ကိုကျွန်တော်ကြိုက်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ဒီပေါ့နော်ပေါက်ပေးယူမယ်ကျွန်တော်ရဲ့အကိုအမတွေအနေနဲ့ကကျွန်တော်ဒီပြတဲ့ Viber ဖုန်းနံပါတ်နဲ့ Messenger မှာလာယူလို့ရပါပြီဗျာနော်ပေါက်ပေးကတော့3ရက်မကျော်ပတ်သီးတစ်ခုတည်းကိုဒါကျွန်တော်ပေါက်ပေးပေးပါတယ်ဗျာနော်ပေါက်ပေးရတော့16000ကျပ်ပါဗျာနော်โอเคဟုတ်ပြီဒါဆိုကျွန်တော်ခုပေးခဲ့တဲ့ကဏ္ဍတွေကိုမိတ်ဆွေတို့အနေနဲ့ကြိုက်နှစ်သက်တယ်ဆိုရင်ပေါ့နော်မိတ်ဆွေတို့ share သွားကြပါ like လေးတွေအသေးလေးတွေပေးသွားကြပါဗျာနော်လို့ပြောချင်ရင်လည်းကျွန်တော်ပေးသောကဏ္ဍနဲ့ထွက်သောကဏ္ဍတစ်ထပ်တည်းကြပြီမိတ်ဆွေတို့ရကြပါစီပေါက်ကြပါစီလို့ကျွန်တော်ဆူတောင်းပေးခဲ့ပါတယ်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ